ပေါင်ထားခုံဟုတ်တော့ထားခုံမှာကြောက်လို့လားဒီမပေါင်တခြားသူတွေအကုန်လုံးကဒီ Ethernet Spring Force ဆိုတဲ့ app မှာအကုန်လုံးက free နဲ့ပေါက်နေကြတယ်တဲ့အဲ့တော့ငါလည်း free နဲ့ပေါက်မလားဆိုပြီးတော့လှည့်လိုက်ပါတော့မယ်မထူးတော့ဘူးဒိုင်းမိုးကတော့29,446လုံးရှိရယ်အဲ့တော့ 10H တော့ ticket နဲ့ဟာတဲ့โอเคပေါင်ထားခုံဟုတ်တော့ထားခုံမှာကြောက်လို့လားဒီမပေါင်အဲ့တော့ 10H တော့နေမယ်ဟုတ်တယ်ငါ့ထားမခုံနဲ့တဲ့တော့ဘယ်လောက်ရှိသွားလဲ60အောင်ရှိသွားပြီ60တော့925ဆိုပါအဲ့တော့10Hတော့ထည့်လိုက်တပါလေ record လား record ရသွားပြီဘောင်လဲရသွားပြီငါလှုပ်တာမှပြုတ်ကြတော့မယ် stand မှာ record ဘောင်ရသွားပြီဆိုအဲ့ဆိုဒီ skin မပေါအောင်တော့တက်နေဟာ record ဘောင်ရသွားပြီဆိုအဲ့တော့10Hတော့လဲမယ်စနေနေ့လေး24,400ရအောင်ရှာမှာပတ်ပြီး900ရှိသွားပြီ24ဆိုတော့ပောက်ပြီးပါဦး980နဲ့တော့မှလည်းမရလိုက်ဘူးပေါင်ထက်ရတယ်30ပေးရ1119ရှိပြီအဲ့တော့ပောက်ပြီးအဲ့10Hတော့ထည့်လိုက်မယ်ပေါက်ပြန်အဲ့တော့1300ဖြစ်သွားပြီဆိုတော့မချိုးတော့ပါလှည့်လိုက်ပါတော့ပေါက်ပါဦးအဲ့တော့10Hတော့ထည့်လိုက်မယ်ငါ့ကိုထားခုံမှာကြောက်လို့လားမနေပေးမပါဘူး1500ရှိပြီအေး650နဲ့ငါစပွန်အဖက်လည်းရသွားပြီအိုးလဲကြတာမလို့600ပေါ့650တိုင်းမော2000လောက်ချန်တာဘာလို့ဆိုတော့ပန်ဒီလက်ချက်ကြိုက်လဲမပေါက်သေးဟိုတော့